ကျွန်တော်တချို့ဗီဒီယိုတွေမှာအကျဲတွေကိုဒီတိုင်းဆော်ပြတာစီတယ်ဘာမှမပိုးဘဲနဲ့ဆော်ပြတာစီတယ်เนาะအဲ့ဒါကိုတချို့လူတွေကပြောတယ်တခုခုပိုးပြီးဆော်လိုက်တာမြင်တယ်ပြီးတော့ဝရေချောင်းခုတ်တက်တာတဲ့အချိန်ကလူလည်းပြင်မလာတက်တာလည်းပေါ့ကွာအဲ့လိုမျိုးပေါ့ဒါပေမဲ့ဆော်လို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ခိုက်ခတ်မှုအားနည်းပါတယ်ကျွန်တော်နေပုံမှန်ဆိုရင်တော့မှကွာသူကနဲ့တန်ထူလို့ဆိုရင်ဇောင်းတိတ်ပြီးတော့မဖြစ်မနေဘူးဇောင်းတိတ်ပြီးကျွန်တော်ဆော်ပြရတယ်အဲ့တော့မှပဲကျွန်တော်ရဲ့မြင်းမှာပေါ့နော်ကျွန်တော်ရဲ့ဝရေဓာတ်ကသူကဝရေဓာတ်စီးဖို့လိုအပ်ပါတယ်ဒီမှာဆိုလည်းကြည့်နော်အများကြီးကိုဇောင်းတော့မှအများကြီးတိတ်ရတဲ့ဖြစ်နေမှာအလေကနေဟတာလေးပါနော်အဲ့တော့မှကိုကခိုက်ခတ်မှုအားလိုချင်တဲ့အတွက်အခုလိုမျိုးလေးလောက်တာပါဒီတချို့လူတွေပြောတယ်ပိုးပြီးဆော်တာမရောက်လားဆိုတော့ရပါတယ်ဒါပေမဲ့ဝရေဓာတ်မရှိအတွက်ခိုက်ခတ်မှုအားနည်းပါတယ်โอเคเนาะဒီမှာဆိုကြည့်လိုက်သူဖြည့်သွားတာလောကအညီပဲပြီးရင်ကိုကကိုနည်းနည်းကြောက်လေးပါပြန်လိုက်ရပြီကြောက်မတိုက်ပဲနဲ့ဒီတိုင်းသုံးရှင်တော့မှရပါတယ်တိဗီတာတူတွေဆိုရင်တော့ကြော်တော့ဗောနော်ကျွန်တော်ကတော့ဒါဟိုမတိသေးတဲ့ကျွန်တော်ရဲ့ညီကိုတွေဘီကနာတွေတော့ကျွန်တော်အခုလိုမျိုးဗီဒီယိုလေးတွေမျှဝေပေးတာပါတိဗီတာတူတွေဆိုရင်တော့လည်းဒါတွေကအပိုတွေဖြစ်နေမှာပါနော်အားလုံးကျေးဇူးတင်ပါတယ်